အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကဘာလဲဆိုတော့ဒီမူရစ်ဆေးဝါးဆိုတဲ့အရာကိုကျွန်တော်တို့ရေရှည်မသုံးဆွဲဘဲနဲ့နေနိုင်ဖို့အတွက်ကျွန်တော်တို့ဘာနဲ့အစားထိုးလို့ရှိရင်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ဆိုကျွန်တော်အခုဒီဘက်ခေတ်ထဲမှာအရန်ကိုခစ်စားနေတဲ့ပြောလိပြောထားရှိတဲ့စကားလုံးလေးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့သူမဟုတ်တော့အစားထိုးလို့ရသေးတာပဲเนาะမူရစ်ဆေးဝါးကိုဘာဖြစ်လို့အစားထိုးလို့မရရမှာလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့အကောင်းမွန်ဆုံးနဲ့ကျွန်တော်တို့ဒီမူရစ်ဆေးဝါးဖြတ်တယ်ဆိုတာအပြာကိုရေတိုခီးစဉ်လည်းမဟုတ်ဘူးရေရှည်เนาะတစ်သက်လုံးသွားမယ်ခီးစဉ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီစိတ်တွေခိုင်မာတည်တတ်နေအောင်ထားနိုင်ဖို့အတွက်အစားထိုးလို့ရတဲ့အကောင်းဆုံးအရာတော့ဘာလို့ကျွန်တော်ဘဝနေထိုင်မှုပုံစံကိုအစားထိုးတာပဲအစားထိုးတာဘယ်လိုအစားထိုးရမလဲဆိုကျွန်တော်အခုလက်ရှိနေတဲ့ဘဝနေထိုင်မှုပုံစံကနေပြီးတော့လုံးဝကျွန်တော်တို့ healthy ဖြစ်တယ်เนาะကိုယ့်ရဲ့ဘယ်လိုပြောမလဲကျန်းမာရေးအတွက်ကောလူတစ်ယောက်အနေနဲ့ဘဝမှာရှင်သန်ဖြတ်သန်းနေတဲ့အတိတ်ပဲရှိစေဖို့အတွက်ကောအဆင်ပြေမဲ့လူနေမှုပုံစံကိုပြောင်းလဲပြီးတော့နေထိုင်ရမယ်ဆိုတော့ဒါကရိုးရှင်းတယ်လူတိုင်းလည်းသိတယ်ဒါပေမဲ့လိုက်လို့ကြည့်ဖို့တော့လိုတယ်အဲ့ဒါကိုလိုက်လို့ကြည့်မှသာတယ်ကျွန်တော်တို့ဒါကဒီလိုလုပ်လိုက်တဲ့လူမျိုးအကျိုးဖြစ်ထွန်းလာတယ်ဆိုတော့ကိုယ်တိုင်ခံစားကြည့်မှပဲလူတွေကဒါကိုလက်ခံကြတယ်တောင်းတန်ကတော့ဒီ knowledge ကဒီဘုဟုတုတကလူတိုင်းမှာရှိတယ်နံပါတ်1ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အဲ့ရဝင်တဲ့အချိန်ကနေနောက်ပြီးတော့မနက်အိပ်ရထားတဲ့အချိန်အိပ်ရေးဝါဖို့လိုတယ်နောက်တစ်ခုကကြပါလဲဆိုနေ့စဉ်နဲ့မှကျွန်တော်တို့ကျန်းမာရေးလေ့ကျင့်ခန်းအနည်းဆုံးနိုင်ဝက်လုပ်ဖို့လိုတယ်နောက်ပြီးတော့အာဟာရပြည့်ဝမယ့်အစားအစာတွေကျွန်တော်တို့စားဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်ဝါသနာပါရတစ်ခုခုကိုကျွန်တော်တို့တီထောင်ပြီးတော့အဲ့ဒီဝါသနာရဲ့တိုးတက်ကြောင်းကိုကျွန်တော်တို့လိုက်ပြီးတော့လုပ်နေဖို့လိုတယ်အားကစားလားဂီတလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နောက်ဘာရှိသေးလဲစာဖတ်တာလားเนาะရေကူးတာလားအစရှိသဖြင့်ပေါ့ပဲအများကြီးပဲရှိတယ်ဆိုတော့နောက်တစ်ခုကကြတော့ဗာလဲဆိုကျွန်တော်အလုပ်လုပ်ဖို့လိုတယ်အလုပ်လုပ်တဲ့အခါမှာကျွန်တော်ဘာဖြစ်လဲဆိုတော့တာဝန်ရက်တစ်ခုကျွန်တော်ပုံမှန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်အဲ့တာဝန်ရက်တစ်ခုပြီးဆုံးသွားလို့ရှိရင်အဲ့ဒါနဲ့ထိုက်တယ်နဲ့ကျွန်တော်အခကြေးငွေเนาะကျွန်တော်တို့ရတယ်နောက်ပြီးတော့လူမှုပတ်ဝန်းကျင်ထဲမှာအလုပ်ပတ်ဝန်းကျင်ထဲမှာနေရတဲ့အတွက်ကျွန်တော်တို့ရဲ့ကြာနေတဲ့စိတ်ဓာတ်တွေဖြည်းဖြည်းချင်းပြန်လဲမြင့်မားလာတယ်ဆိုတော့ဒါကတစ်ယောက်နဲ့တစ်ယောက်မတူတာဖြစ်တဲ့အတွက်ကျွန်တော်ရေဘူးရခြုံငုံပြီးပြောလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ရောမင်းရောဘာလုပ်သလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့လူနေမှု style ကိုကျွန်တော်ခုစပြီးတော့ပြောင်းနေပြီဘာဖြစ်လဲဆိုတော့သွေးရင်းကိုလက်စထရောကအရန်များနေတာဖြစ်တဲ့အတွက်ကျွန်တော်အစီအစိတ်တွေများတဲ့အစားအစာကိုစားလို့မရတော့ဘူးကျွန်တော်35နှစ်မှာတရားဝင်သွေးတို့ယောဂရှိတယ်လို့ပြောလို့ရသွားပြီเนาะဆရာဝန်အဲ့ဒီလက်မှတ်ပေးလိုက်ပြီဆိုတော့ကျွန်တော်မနေ့ကပြရတယ်မှာတောက်နေရတဲ့ဆေးတွေအများကြီးပဲရှိတယ်เนาะသွေးရင်းစီကြစေသွေးတို့ကြစေစားရှိသဖြင့်ဒါတွေတောက်တဲ့အခါမှာဆေးကြီးပဲတောက်နေလို့မရဘူးဆိုတော့ကျွန်တော်ညနေပိုင်းကျွန်တော်မနက်နိုင်ဘက်ကနေပြီးတော့တနာရီကြာကျွန်တော်စပိန်စီးတယ်ဒီအိမ်နာပတ်ဝန်းကျင်ကိုပတ်ပြီးတော့နောက်ပြီးတော့ကျွန်တော်ညဘက်ကျရင်ကျွန်တော်ဘီယာတောက်တာရက်လိုက်တဲ့အတွက်သိစဉ်ရက်ဆက်တောက်လာခဲ့တာဖြစ်တဲ့အတွက်အဲ့လိုမရဘူးအဲ့တော့ကျွန်တော်ဆရာဝန်ကိုကျွန်တော်ဒီအကြောင်းကိုကျွန်တော်ပုံပွင့်လင်းပြောပြပြီးတော့အကူအညီတောင်းတယ်ကျွန်တော်ကိုစိတ်ငြိမ်စေအေးဆေးပေးရတာဖြစ်တဲ့အတွက်ကျွန်တော်ညကို10နာရီ17နာရီဆိုအဲ့လိုပြောတယ်မနက်6နာရီ9နာရီဆိုနိုးတယ်ဆိုတော့ဒါလူတာမန်လူတယောက်တော့ကောင်းကောင်းမွန်မွန်အေးရေးဝါတဲ့အချိန်တော့အေးရေးဝါအောင်နေတယ်နောက်ပြီးတော့ကျွန်တော်ဒီဒါလေးကိုကျွန်တော်ယူကလေးလေးလို့ခေါ်တယ်เนาะကျွန်တော်တို့ဟာဝိုင်လူမျိုးတွေဘက်မှာခစ်စားတဲ့တီးကြတဲ့ဂီတာတေးသေးလေးပေါ့ဗျာဒါကိုယူကလေးလေးလို့ခေါ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တီးတတ်အောင်သင်ကျင်နေတာတော်တော်ကြာပြီเนาะကျွန်တော်လေ့ကျင့်နေရတယ်တော်တော်ကြာပြီဒါနဲ့ပေမဲ့အခုထိဖြစ်ပြအောင်မတီးတတ်သေးဘူးဒါပေမဲ့တောက်နေစားနေတဲ့အချိန်မှာအဲ့ဒီဟာကိုသင်ယူဖို့အတွက်အာယုံလုံးဝမရဘူးအခုဒါပြန်ပြီးအောင်စိုက်လို့ရတဲ့အတွက်ဒီဝါသနာတစ်ခုကိုကျွန်တော်တီးထောင်နေတယ်အလုပ်နေနေရတော့ကျွန်တော်ဒီစာပေဖြန့်ချီရဲ့အလုပ်ကောနောက်ပြီးတော့ကျွန်တော်အခုဒီ online မှာတော့ကျွန်တော်ဒီ TikTok မှာ YouTube မှာကျွန်တော်ဒီမူရေးစေဝါနဲ့ပတ်သက်တဲ့ knowledge တွေဘူးတုဒတွေကိုကျွန်တော်မျှဝေပေးနေတဲ့အလုပ်ကိုဒီဇိုင်းမတ်ပြန်ပြီးတော့လုပ်နေတယ်ဆိုတော့အဲ့လိုမျိုး lifestyle ပြောင်းလိုက်တဲ့အချိန်မှာဗျာကိုဘဝအတိတ်ပဲလည်းရှိလာတယ်စိတ်သက်ကြနေရတယ်လည်းပျောက်သွားတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာလဲဆိုတော့ဒီမူရေးစေဝါဒီမူရေးစေတဲ့အရာတွေပေါ့ဗျာနော်မူရေးစေတဲ့အရာတွေနော်မူရေးစေဝါအရက်တေစာဘီယာအစရှိတဲ့ဟာတွေတွားသူအလိုလိုဖြည်းဖြည်းနဲ့မိန်သွားတယ်ကိုဘဝပို့ပြီးအတိတ်ပဲရှိလာတယ်ကောင်းတာတွေပုံများလာတယ်မကောင်းတာတွားသူဖြည်းဖြည်းချင်းကိုစီကနေကိုဘွားတွေကနေထွက်သွားတယ်เนาะဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညချမ်းချင်းခါလေးဖြစ်ကြပါစေခင်ဗျာ